ကျွန်တော်နာမည်ကတော့ဆိုင်းနယ်မင်းနဲ့ဖြစ်ပါတယ်ကျွန်တော်ကန်ကြီးရဲ့အပြင်ကတော့အကြီးရဖြစ်ပါတယ်ကျွန်တော်ကတော့အကြီးရဲ့အပြင်မှာကပတိန်နေရာနေပြီးတော့ကစားပါတယ်ကျွန်တော်ကစားတဲ့ position ကတော့အန်ကာ position ပါစုတွေထည့်ပြီးတော့ပို့ပြီးတော့ကောင်းအောင်ပို့ပြီးတော့ကြိုးစားချင်တယ်ဖြစ်တာပေါ့ဗျာအဲ့ဒါပြီးတော့လူငယ်အတွက်ကိုအများကြီးအခွင့်အရေးတွေပို့ပြီးတော့ပေါ်ပေါက်လာတယ်ဗျဒီလိုမျိုးစုလေးထားပြီးတဲ့အတွက်ကြောင့်ဒီထက်လည်းပို့ပြီးတော့စုတွေပေးနိုင်ပါလေပြီးတော့ဂိုးသွင်းတဲ့လူတွေကိုလည်းပွဲတင်တိုင်းမှာစုလေးဖြစ်ဖြစ်ပေးပို့ပြီးတော့ကောင်းပါတယ်ပြီးတော့ဂိုးသမားတွေအတွက်လည်းအခွင့်အရေးလေးနည်းနည်းဖြစ်အောင်စုတွေပါပေးတင်တယ်လို့တော့ထင်တယ်ကျွန်တော်တို့တင်အောင်အားပေးရပရိသတ်တယောက်ချင်းနေတာကိုကျေးဇူးတင်ပါတယ်ဒီထက်ပို့ပြီးတော့လည်းအားပေးဖို့လည်းတောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်